Hello ဖုန်းရဲ့အကောင့်ကိုဖုန်းရဲ့အကောင့်ဒါလေးတီဆော့လာတဲ့အကောင့်ပေါ့အဲ့ဒါဖုန်းရဲ့အကောင့်ပေါ့ဖုန်းကတော့ဘာပြောလဲ这个大约下来Facebook 来下这个，看。妹妹身边谁妈来看？谁妈将军那边吧？你爹家哪里？谁没看见了？这个昨天上午的。那个多少？一般上午的，一般那里一般。你买那个不用俺说的，姐妹退吧的是吧？没搞姐退的。姐妹退吧。没必要想我有两个媳妇。后天乖乖家里的。没想嘛，可以背一个。没必要跟我说的对吧？谁妈可能是也是要到的。不用吧，你就把效果现在。好，你这个下班可以联系的人这个，回来可以联系两个。那是也没有办的，哪的？啊，所以呢，你没有表演办法。妹妹那要带装的。အကောင့်ကဘာလဲဆိုတော့မိဘကိုဘတော်မှမပြောတဲ့စကား10ခုကြောင်းကိုပြင်ဆင် အကောင့်ကကြတော့ ကျွန်တော်များကကိုယ့်ရဲ့မိဘကို ညီမလေး စကား10ခုနဲ့က ညီမလေးရ အမှုတစ်ခုချက်ပို့ပြီးပြောခဲ့ကြပါပါတယ်သားသမီးဖြစ်တဲ့ကျွန်တော်တို့ကမိဘတွေကိုဒီစကားတွေကိုထပ်မပြောတော့ပဲနားလည်ပြီးကြရအောင် ဒီညီမလေးရဲ့ ပူတောင်းတော့ပါလေ အကောင့်ပါအဲ့ညီမလေးရဲ့အကောင့်ကိုပြောမှာအဲ့ညီမလေးရဲ့အကောင့်ပုံတော့နော်အဲ့ညီမလေးပုံလဲပေါ့အဲ့ပုံအကောင့်အဲ့ပုံဖဲအကောင့်ဆိုအဲ့နာပပရမဟုတ် ဘာပဲလို့သူတို့ကတိတ်ကိုခွင့်လို့ဖို့အသက်ရှိနေတယ် တမလို့ဆိုပြ မိဘရဲ့ရင်ဝင်အားအတဲ့အတွက်လေ့ကျင့်ရအရက်သာရနားကိုရစိတ်ကမ်းပဲဖြစ်ပါလေ ရမယ်နော် ပြောတဲ့စကားတွေကနံပါတ်1 အဲ့ညီမလေးရဲ့ ရမ်းရှုပ်တာပဲဆိုတဲ့စကားပါနံပါတ်2စကားကတော့ကိစ္စရှိသေးလားမရှိရင်ပုံချတော့မယ်မိဘတွေ ကောက်တယ်အများကြီးရှိတယ် စကားပြောချင် ရမယ်ကောက် သူတို့ရဲ့ရွေး အ ချက် များ ကို ကြီး ကျွန် ပဲ တော်နားလည် ဒီအကောင့်ရှိတယ်ညမယ် နံပါတ်3စကားကတော့ပြောရင်လည်းနားလည်မှာမဟုတ်ပါဘူးမေးပြီးပါနဲ့ဆိုတဲ့စကားပါ တက် နံပါတ်4စကားကတော့ဘလို့ပါလဲလို့တကယ်ပြောထားရတာလေလောက်ထားတာ ဘယ်လိုကောက်လဲ သူတို့ဒီအားနဲ့ ဒီလိုကောက်ရဲပြီးရင်အများကြီးကောက်တယ်ဒီလိုကောက်ရဲနားရတဲ့မြပြန်ကြည့်တယ်ကောက်ရတယ်ဒီမှာတော့ခက်တယ်ပြီးရင်ရမယ်ဒီလိုရှင်ဒီမောင်တမီးရဲ့မောင်လေးရဲ့အကောက်ပေါ့နော်ဒီမောင်လေးရဲ့အကောက်တော့မဟုတ်ဘူးဒီမောင်လေးပုံနဲ့အကောက်ဒီညီမလေးကကောက်တယ်ညီမလေး